ဒီစစ်တီဟာဝက်ထားတဲ့မြေမြုပ်မိုင်းတစ်ခုကိုမတော်တဆတက်နှင်းမိသွားခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါသူဟာကိုယ့်အသက်တင်မကပဲရဲဘော်ရဲဘက်တွေရဲ့အသက်ကိုပါအန္တရာယ်နဲ့တွန်းပို့လိုက်မိပြီဆိုတာသိလိုက်ရတာကြောင့်ထိတ်လန့်တုန်လှုပ်ပြီးစိတ်ဓာတ်တွေပြိုလဲသွားခဲ့ပါတယ်။ခဏအကြာမှာတော့အဖွဲ့ရဲ့တက်ချက်ကြီးကပ်ထိန်ရောက်ရှိလာပြီးမိုင်းရဲ့အနက်ကိုသိနိုင်ဖို့အတွက်တစ်သားချောင်းလေးတစ်ချောင်းနဲ့မိုင်းပေးပက်လေကမြေကြီးတွေကိုစတင်တူးဆွဖယ်ရှားခဲ့ပါတယ်။အဲ့ဒီခါကျမှပဲဒီမြေမြုပ်မိုင်းဟာအလွန်ကြီးမားနေတာကြောင့်မိုင်းဖြုတ်ဖို့မိုင်းရှင်းဖို့မဖြစ်နိုင်တော့ဘူးဆိုတာကိုသူတို့သဘောပေါက်သွားကြပါတယ်။ဒါနဲ့တက်ချက်ကြီးကကျန်တဲ့စစ်တီတွေအားလုံးကိုဘေးလွတ်ရာသို့ဆုတ်ခွာဖို့အမိန့်ပေးလိုက်ပြီးစစ်တီဤနေရာမှာသူကိုယ်တိုင်အစားဝင်နေပေးနိုင်ရေးအတွက်3ချီရေတွက်ချိန်မှာခြေထောက်ကိုကြောက်လိုက်ဖို့ပြောလိုက်ပါတယ်။တက်ချက်ကြီးရဲ့ညွှန်ကြားချက်အတိုင်းပဲစစ်တီကမိုင်းပေါ်ကခြေထောက်ကိုဖယ်လိုက်တာနဲ့တက်ချက်ကြီးကချက်ချင်းပဲအစားဝင်နေလိုက်ပါတယ်။ခုဆိုရင်တက်ချက်ကြီးဟာရဲဘော်ရဲ့အသက်ကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပေမဲ့သူ့အသက်ကတော့အန္တရာယ်ဆုံးတွင်းထဲရောက်သွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲရုတ်တရက်သူဟန်ချက်ပြတ်သွားပြီးခြေထောက်တစ်ဖက်ကမိုင်းပေါ်ကနေလွဲချော်ထွက်သွားပါတယ်။ဒါကိုကြည့်ပြီးအားလုံးထိတ်လန့်တကြားဖြစ်သွားကြပေမဲ့တက်ချက်ကြီးကတော့မိုင်းပေါ်မှာခုန်ပင်ခုန်ပြလိုက်ပါသေးတယ်။ဒါပေမဲ့လည်းမိုင်းဟာပောက်ကွဲမသွားခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမြေမြုပ်မိုင်းဟာစေတနာဝန်ထမ်းမိုင်းရှင်းလင်းပြီးသားတက်မဲ့မိုင်းဖြစ်နေခဲ့ပြီးတက်ချက်ကြီးကသူတို့ကိုနောက်ပြောင်စားနှောက်နေခဲ့တာပဲဖြစ်ပါတယ်။ဒီစစ်တီဟာဝက်ထားတဲ့မြေမြုပ်မိုင်းတစ်ခုကိုမတော်တဆတက်နှင်းမိသွားခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါသူဟာကိုယ့်အသက်တင်မကပဲရဲဘော်ရဲဘက်တွေရဲ့အသက်ကိုပါအန္တရာယ်နဲ့တွန်းပို့လိုက်မိပြီဆိုတာသိလိုက်ရတာကြောင့်ထိတ်လန့်တုန်လှုပ်ပြီးစိတ်ဓာတ်တွေပြိုလဲသွားခဲ့ပါတယ်။ခဏအကြာမှာတော့အဖွဲ့ရဲ့တက်ချက်ကြီးကပ်ထိန်ရောက်ရှိလာပြီးမိုင်းရဲ့အနက်ကိုသိနိုင်ဖို့အတွက်တစ်သားချောင်းလေးတစ်ချောင်းနဲ့မိုင်းပေးပက်လေကမြေကြီးတွေကိုစတင်တူးဆွဖယ်ရှားခဲ့ပါတယ်။အဲ့ဒီခါကျမှပဲဒီမြေမြုပ်မိုင်းဟာအလွန်ကြီးမားနေတာကြောင့်မိုင်းဖြုတ်ဖို့မိုင်းရှင်းဖို့မဖြစ်နိုင်တော့ဘူးဆိုတာကိုသူတို့သဘောပေါက်သွားကြပါတယ်။ဒါနဲ့တက်ချက်ကြီးကကျန်တဲ့စစ်တီတွေအားလုံးကိုဘေးလွတ်ရာသို့ဆုတ်ခွာဖို့အမိန့်ပေးလိုက်ပြီးစစ်တီဤနေရာမှာသူကိုယ်တိုင်အစားဝင်နေပေးနိုင်ရေးအတွက်3ချီရေတွက်ချိန်မှာခြေထောက်ကိုကြောက်လိုက်ဖို့ပြောလိုက်ပါတယ်။တက်ချက်ကြီးရဲ့ညွှန်ကြားချက်အတိုင်းပဲစစ်တီကမိုင်းပေါ်ကခြေထောက်ကိုဖယ်လိုက်တာနဲ့တက်ချက်ကြီးကချက်ချင်းပဲအစားဝင်နေလိုက်ပါတယ်။ခုဆိုရင်တက်ချက်ကြီးဟာရဲဘော်ရဲ့အသက်ကိုအောင်မြင်စွာကယ်တင်နိုင်ခဲ့ပေမဲ့သူ့အသက်ကတော့အန္တရာယ်ဆုံးတွင်းထဲရောက်သွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲရုတ်တရက်သူဟန်ချက်ပြတ်သွားပြီးခြေထောက်တစ်ဖက်ကမိုင်းပေါ်ကနေလွဲချော်ထွက်သွားပါတယ်။ဒါကိုကြည့်ပြီးအားလုံးထိတ်လန့်တကြားဖြစ်သွားကြပေမဲ့တက်ချက်ကြီးကတော့မိုင်းပေါ်မှာခုန်ပင်ခုန်ပြလိုက်ပါသေးတယ်။ဒါပေမဲ့လည်းမိုင်းဟာပောက်ကွဲမသွားခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမြေမြုပ်မိုင်းဟာစေတနာဝန်ထမ်းမိုင်းရှင်းလင်းပြီးသားတက်မဲ့မိုင်းဖြစ်နေခဲ့ပြီးတက်ချက်ကြီးကသူတို့ကိုနောက်ပြောင်စားနှောက်နေခဲ့တာပဲဖြစ်ပါတယ်။